ရုတ်တရက်ဝင်ရောက်လာတဲ့မဟူယာဘရင်ရဲ့တပ်သားတွေကိုဂျုံကဥဆောင်လာတာဖြစ်ကနတ်သက်ငယ်အနှဲငယ်ကြဆုံးသွားပြီဖြစ်ပြီးတိုယိုဟီဇာကရင်ဆိုင်မှုထွက်လာပါသည်နိုဘူနာဂါကမိန်းမနဲ့ကလေးတွေကိုပုံခုခိုင်းထားပြီးမြင်းတပ်ကိုဖြုတ်ခွင်းဖို့စီစဉ်နေပါသည်ယိုအီချီကဂျုံနဲ့အတူပါလာတဲ့ဂျဲလက်စ်ကိုရှင်းလင်းမှာဖြစ်ပြီးတိုယိုဟီဇာကတော့ဂျုံနဲ့ထိတ်တိုက်တွေ့နေပါသည်ဂျဲလက်စ်မှာတန်မာလုံးနဲ့ခွန်အားတွေရှိနေပြီးတိုယိုဟီဇာအတွက်ဂျုံဟာမိန်းမလားယောက်ျားလားဆိုတာမသေးခွဲဘူးလို့ပြောတော့ဂျုံကစိတ်ဆိုးသွားပြီးမီတောင်မီလီယံတွေနဲ့တိုက်ခိုက်လာတဲ့အချိန်အိုလမင်ကသူ့ရဲ့မော်အဆောင်တွေနဲ့ကြောက်နေရန်ကြီးတွေထုတ်ပြီးကဲတင်ပေးလိုက်ပါသည်တိုယိုဟီဇာကသူ့အသက်ကိုကဲတင်ပေးခဲ့တဲ့အိုလမင်ကိုချက်ချင်းကျေးဇူးတင်ကြောင်းပြောနေရကြောင်းအိုလမင်ကတိုက်ပွဲအလယ်မှာဒီလိုမလုပ်ဖို့ပြောပေမဲ့တိုယိုဟီဇာကတော့သူ့မှာကျေးဇူးတင်မှုအခွင့်အရေးမရတော့မှဆိုလို့ဆိုပြီးထပ်ပြောပါသည်ဂျုံကသူ့မှာရှိတဲ့အစွမ်းတွေကိုလွယ်လင်းတကူအသွင်ပြုနေရကြောင်းသူ့ကိုယ်သူဘဝင်မြင့်နေတဲ့မနူးမနက်လေးဆိုပြီးတိုယိုဟီဇာကတွက်ချက်ထားပါသည်အိုရမင်းမှာကြောင်းနေရန်ထုတ်လို့ဖို့နောက်ထပ်အဆောင်တစ်ခုပဲကျန်တော့ပြင်မဲ့တိုယိုဟီဇာကသူ့သုံးခိုင်းတဲ့အချိန်ကျရင်အသုံးပြုပြီးရနဲ့အဝေးကိုထွက်ပြေးဖို့ပြောပါသည်တစ်ဖက်မှာလည်းဂျဲလက်စ်ကချင်းကျိုးရိနဲ့ချီနှောင်ထားတဲ့လှန်လန်းနဲ့ကြီးကိုဝှေ့ရမ်းနေပြီးယိုအီချီကလည်းအလျက်အမြန်ရှောင်ရှားနေရင်တိုက်ခိုက်နေရလို့ပျော်ရွှင်နေပါသည်သူတို့ရဲ့တိုက်ပွဲကိုခူရိုကလည်းအဝေးတနေရာကနေစောင့်ကြည့်နေပြီးယိုအီချီရဲ့ပြောင်ပြောင်လာတဲ့တိုက်ခိုက်ဆောင်ရည်တွေကိုချီးမွမ်းနေပါသည်ဂျဲလက်စ်ကအဓိကနေရာတွေကိုမြားတွေစတိုက်ထိမှန်ထားပေမဲ့သူ့ရဲ့ခရီးကိုမရောက်မချင်းမသိနိုင်သေးဘူးဆိုပြီးတောင်းခံထားနိုင်နေပါသည်တော်ထဲမှာတော့နိုဘူနာဂါကလေးစစ်သည့်နတ်သက်ငယ်တွေကိုဥဆောင်ထားပြီးတော်ထဲဝင်လာတဲ့ရန်သူမြင်းတပ်တွေကိုဖြုတ်ခွင်းဖို့စောင့်တိုင်းနေကြပါသည်မြင်းတပ်ဆိုတာကိုယ်စီကိုတဲကြီးလာနေရင်သာကြောက်ဖို့ကောင်းပေမဲ့တော်ထဲမှာဆိုရင်တော့အခြေအနေကိုပြောင်းလဲနိုင်ပြီးအတားအဆီးလေးတစ်ခုနဲ့တင်မြင်းတပ်ကိုတမပေးလို့ရတယ်လို့နိုဘူနာဂါကပြောပြနေပါသည်အဲ့လိုနဲ့ရန်သူမြင်းတပ်တွေကိုကြိုးထောင်ကြော်လေးတစ်ခုနဲ့တင်ရှက်တန်းလိုက်ပြီးအပေါ်စီးကနေမြားတွေနဲ့ဝိုင်းပစ်ကဖြုတ်ခွင်းလိုက်ကြပါသည်အဲ့အချိန်ဂျုံရဲ့မီလီယံတွေကခဏတစ်ခုလုံးပြန့်နှံ့နေပြီဖြစ်ပြီးတိုယိုဟီဇာကထိတ်တိုက်ရှင်ဆိုင်မှုထွက်လာတဲ့အခါမီလီယံတွေနဲ့ပြေးပေါက်ပိတ်လိုက်ပြန်ပါသည်ဒီတစ်ခေါက်မှတော့အနောက်ကနေကူညီပေးနေတဲ့အိုမင်ကကြောင်းနေရန်တစ်ခုထောင်ပေးလိုက်ပြီးတိုယိုဟီဇာကနောက်တဲ့နေရန်တစ်ခုတွန်းကန်အားအဖြစ်အသုံးပြုကဂျုံကိုလျှက်တစ်ပြက်ပြစ်ကန်ပေးနိုင်လိုက်ပါသည်ဒီကြောင်းနေရန်တွေကိုအိုမင်ကကိုကောက်ွယ်ဖို့ပဲအသုံးပြုခဲ့တာဖြစ်ပြီးတိုယိုဟီဇာကတော့ရန်သူရဲ့ခေါင်းကိုဖျက်နိုင်ဖို့အတွက်ကိုယ့်အသက်ကိုရှင်ပြီးစနစ်တကျအသုံးပြုသွားခဲ့တာဖြစ်ပါသည်အကန်ခံလိုက်ရတဲ့ဂျုံကတော့ရေတွေနဲ့ကိုပြုတ်ကျသွားခဲ့ပြီးသူမဟာအေးများတဲ့ရေတွေကိုအမြဲတမ်းတောင်းတနေခဲ့တာဆိုပြီးတွေးမိနေပြန်ပါသည်တကယ်တော့သူမဟာပြင်သစ်နိုင်ငံတော်ကြီးအတွက်တိုက်ပွဲထဲမှာပါဝင်တိုက်ခိုက်ခဲ့ပေမဲ့သူမကိုဆုံးမတယောက်အဖြစ်ဆွဆွဲပြီးမီးလောင်တိုက်သွင်းခံခဲ့ရတာဖြစ်ပါသည်အဲ့အချိန်မှာအီဗီကသူမကိုကတင်ပေးပြီးဒီဘက်ကဘာကိုခေါ်ဆောင်လာခဲ့တာဖြစ်ပါသည်တိုယိုဟီဇာကဂျုံဟာမိန်းမဖြစ်နေမှန်းသိလိုက်ရတော့မိန်းမတယောက်ရဲ့ခေါင်းကိုဖျက်ယူရမှာရှက်ဖို့ကောင်းတာကြောင့်အိမ်ပြန်လိုက်တော့လို့ပြောတဲ့အခါဂျုံကစိတ်တူသွားပေမဲ့တိုယိုဟီဇာကတစ်ချက်လောက်တီးပေးလိုက်တော့သတိမေ့သွားပါသည်တစ်ဖက်မှာလည်းဂျဲလက်စ်ကအဓိကနေရာတွေအပြင်မျက်လုံးနှလုံးကိုပါမြားနဲ့အပြစ်ခံထားရပေမဲ့လုံးဝမသေးသေးပဲဖြစ်နေပြီးယိုအီချီရဲ့လေပင်ကိုချင်းကျိုးတွေနဲ့ညှစ်ပစ်လိုက်ပါသည်အဲ့အခါမှာတော့ယိုအီချီကိုမသေးသေးခြင်းနဲ့နိုဘူနာဂါကဒီလောကကြီးမှာမသေးမျိုးဆိုတာမရှိလို့ဂျဲလက်စ်မသေးမချင်းမြားတွေနဲ့ပြစ်ဖို့နတ်သက်ငယ်တွေကိုအမိန်ပေးလိုက်ပါသည်အဲ့အချိန်မှာပဲမော်စီယာတမူးတို့ရဲ့လှဲကြီးရောက်ချလာကကဘာကြီးကိုမှုန်တီးပြီးအဖြစ်နေတဲ့ဂျဲလက်စ်ကိုခေတိုရဲ့ဆက်သက်နက်ကြီးနဲ့ဒလဇက်ပြစ်ခတ်ပေးလိုက်ပါသည်ခန္ဓာကိုယ်မှာအပေါက်တွေနဲ့တစားစီဖြစ်သွားတာတောင်သူ့လက်နက်ကိုကင်ဆောင်မှုကြိုးစားနေသေးတဲ့အကြောင်းအကုန်လုံးအံ့ဩနေကြပြီးအဲ့အချိန်မွတ်စတားတကောင်ကဂျုံကိုကဲထုတ်သွားတာမြင်လိုက်ရပါသည်အဲ့အခါမှာပဲဂျဲလက်စ်လည်းဖိတ်ရှော့သွားခဲ့တာဖြစ်ပါသည်တကယ်တော့ဂျဲလက်စ်ကအရင်ကဘာမှာကလေးကဆုံးမအဖြစ်မီးလောင်တိုင်သွင်းခံခဲ့ရတဲ့ဂျုံရဲ့အနောက်ကိုလိုက်လာခြင်းတဲ့သူဖြစ်ပြီးဒီဘက်ကဘာမှာပြန်တွေ့ခဲ့ကြရတာဖြစ်ပါသည်ဒါပေမဲ့လည်းအခုချိန်မှာတော့ဂျဲလက်ဟာဂျုံထက်အရင်ထွက်ခွာသွားရပြီဖြစ်ပြီးဂျုံကိုငရဲကနေစောင်းနေမယ်လို့ပြောသွားခဲ့ကသူ့ရဲ့ခန္ဓာကိုယ်ကစားရီအဖြစ်ပြောင်းလဲသွားခဲ့ပါသည်အိုလမင်ကသူ့ရဲ့တမှုကိုလာနှုတ်ဆက်ပေမဲ့နိုဘူနာဂါကတော့တန်နေရတွေအပြည့်နဲ့မင်းဘသူလဲဆိုပြီးမေကွန်းထုတ်နေပါသည်တမှုကလည်းသူဟာဒီကဘာကြီးမှာမရှိသင့်တဲ့အန်တွေကိုတုတ်တင်ရှင်းလင်းပြီးဒရစ်ဖတာတွေကိုစူးစီးဆောက်ရှောက်ပေးနေတဲ့အော်တိုဘရစ်မော်ဆယာအဖွဲ့အစည်းရဲ့တမှုဖြစ်ကြောင်းမိတ်ဆက်လိုက်ပါသည်နိုဘူနာဂါကတမှုကိုကြည့်လိုက်တာနဲ့သူလည်းပဲဒရစ်ဖတာဆိုတာသိလိုက်ပြီးနာမည်မဲကြီးတဲ့အခါတမှုရဲ့နာမည်ကအာဗန်နိုဟာရူအာခီယာဆိုတာသိလိုက်ရပါသည်အသက်ခံရဆဲဆဲဖြစ်ခဲ့တဲ့ယိုအီချီကိုလူလုံးထွက်မပြသေးတဲ့ခူရိုကပြောညက်လုံးနဲ့ငတုံးဆိုပြီးပြောတဲ့အခါခူရိုအတန်ကိုကြားလိုက်ရတဲ့ယိုအီချီလည်းအံ့ဩထိတ်လန့်သွားပါသည်ယိုအီချီကခူရိုရဲ့အမိန့်တွေကိုမနာခံတော့ဘူးလို့ပြောတဲ့အခါခူရိုကလည်းစိတ်ကြိုက်လို့ဖို့နဲ့နောက်တစ်ချိန်ပြန်တွေ့ကြမယ်ဆိုပြီးနှုတ်ဆက်သွားပါသည်တမှုအာဗန်နိုဟာရူအာခီယာကိုနိုဘူနာဂါတို့ကဘာမှာအာဗန်နိုဆဲမဲဆိုတဲ့ဂုံမုတ်တစ်ခုအဖြစ်လူသိများကြပေမဲ့တိုယိုဟီဇာကတော့သိမနေပြန်ပါဘူး
တန်မှုအဘဲကအရင်ကဘာမှာခီယိုတိုမျိုးကအိုမျိုးတိုနဲ့မှာစစ်စစ်ရအဖြစ်လောက်ကန်ခဲ့ပြီးအဲနောက်မှာတော့မူရဆာကီနဲ့တွေ့ဆုံခဲ့ရကဒီဘက်ကဘာကိုပို့ခံလိုက်ရပြီး drifter ဖြစ်လာခဲ့တာဖြစ်ပါတယ်ဒီဘက်ကဘာကိုအပုတ်ခံလိုက်ရပြီးနောက်ပိုင်းမှာသူ့ရဲ့တာဝန်ကအန်တွေကိုချိန်မုံပြဖို့ဆိုတာသဘောပေါက်ခဲ့ပြီးအဝတ်အစားတွေလည်းပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်တိုယိုဟီဇာကအန်ပြင်းနေတဲ့အကြောင်းကိုမတက်ခဲ့ဘူးဆိုတာသိလိုက်ရတော့တန်မှုအဘဲကဘာလို့မတက်ခဲ့ရလဲမေးတော့မိမတယောက်ရဲ့ခေါင်းကိုဖျက်မယူခြင်းဘူးလို့ဖြေပါတယ်တန်မှုအဘဲကအန်တွေကိုတမ်းမရမယ့်အကြောင်းပြောပေမဲ့တိုယိုဟီဇာကတော့သူဟာမိမတယောက်ရဲ့ခေါင်းကိုဘယ်တော့မှယူမှာမဟုတ်တဲ့အပြင်သူတို့ဟာထဲညုတ်ခံနေမဲ့နေရုပ်လေးတွေမဟုတ်ပဲလူသားတွေဖြစ်နေတာကြောင့်သူတို့ရဲ့ကျင်းဝတ်အတိုင်းပဲလိုက်နာမယ်လို့ပြောပါတယ်အဲ့ရခါမှာတော့တန်မှုအဘဲလဲတိုယိုဟီဇာတို့လိုစစ်တီတွေရဲ့ကျင်းဝတ်ကသာလျင်သူတို့ရဲ့လက်နက်ဆိုတာကိုသဘောပေါက်လိုက်ပေမဲ့အန်တွေကိုတော့မိမပဲဖြစ်နေပါသေးကလေးပဲဖြစ်နေပါသေးဘယ်လိုမျိုးနှောက်ချောင်းတွေပဲရှိနေပါသေးရှင်းလင်းပြမှရမယ်လို့ခံယူထားပါတယ်တန်မှုအဘဲတို့တွေဒီကိုလာတဲ့လမ်းမှာမဟူရဘရင်တက်တွေရဲ့တိုက်ခိုက်ခြင်းကိုအကြိမ်ပေါင်းများစွာခံခဲ့ကြရပြီးလန်ကူလမ်းမှာစကီဘီယိုကပြုတ်ကျကြံနေခဲ့ပါတယ်စကီဘီယိုနဲ့ဟာနီဘယ်တို့ကသူတို့ရဲ့ကဘာမှာကာလာရှိကြစွာရှင်မြိုင်ခဲ့ကြတာဖြစ်ပြီးအခုတော့ပြိုင်ဘက်ကိုဆုံးရှုံးလိုက်ရတဲ့အဖိုးကြီးဟာနီပဲလေကြောင်ကရန်တွေဖြစ်နေပါတယ်တစ်ဖက်မှာတော့စကီဘီယိုကတောနယ်အထဲမှာလမ်းပြောင်းနေတာကြောင့်ရောမကိုပြန်ငင်သိမ်းပေါင်းနေပြီးတနေရအရောက်မှာနာအိုရှီရဲ့တိုက်လေရင်ကြီးကိုတွေ့လိုက်ရပေမဲ့တောခွေမွတ်စတာတွေရဲ့ချင်းချောက်ခြင်းကိုခံနေရပါတယ်အဲ့ရဲ့ချိန်တောခွေမွတ်စတာကြီးတွေကိုစီးနင်းလာတဲ့နာအိုရှီရောက်လာပြီးစကီဘီယိုကိုသူ့ရဲ့ရန်သူအမေရိကန်လူမျိုးထင်ပြီးဆဲဆိုချိန်မောင်းနေပါတယ်ဒါပေမဲ့ဆဲဆိုချိန်မောင်းနေတဲ့နာအိုရှီရဲ့ဂျပန်စကားတွေကိုစကီဘီယိုကနားမလဲပဲစကီဘီယိုတို့ခင်မှာသူတို့ရဲ့ရောမဘာသာစကားကတကဘာလုံးဆိုင်ရာဘာသာစကားအဖြစ်သတ်မှတ်ထားတာကြောင့်ရောမစကားမပြောတတ်တဲ့နာအိုရှီကိုတောသားအဖြစ်သတ်မှတ်လိုက်ပါတယ်အဲ့နောက်စကီဘီယိုကရောမကိုတကဘာလုံးမသိရသူမရှိဘူးဆိုပြီးတွေးကရောမဆိုပြီးဂုံယူစွာအော်ပြောလိုက်ပါတယ်ခေတ်သစ်ကဘာကြီးမှာတော့ရောမဆိုတာအီတလီနိုင်ငံအဖြစ်ပြောင်းလဲသွားခဲ့ပြီးနာအိုရှီရဲ့ခေတ်မှာဂျပန်ဂျာမနီနဲ့အီတလီတို့သုံးနိုင်ငံဟာမဟာမိတ်ဖွဲ့ခဲ့ကြပါတယ်အဲ့ဒါကြောင့်နာအိုရှီကရောမသားကြီးစကီဘီယိုဟာအီတလီနိုင်ငံသားဆိုတာသဘောပေါက်လိုက်ပြီးသူ့ရဲ့မဟာမိတ်ကြီးကိုလက်ဆွဲနှုတ်ဆက်နေပေမဲ့1993ခုနှစ်မှာအီတလီကဗပြောင်းသွားခဲ့တာကိုသတိရပြီးစကီဘီယိုကိုသစ္စာဖောက်ဆိုပြီးထိုးကြိတ်ပါတော့တယ်တစ်ဖက်မှာလည်းနိုဘူနာဂါကခေတိုရဲ့ကြီးစံခွန်တွေကိုမြင်တော့အထူးအဆန်းဖြစ်နေပြီးခေကကြီးစံခွန်ထဲမှာရန်တွေပါပြီးမောင်းရိုက်လိုက်တာနဲ့ပြင်းမတ်ကိုထိမှန်နိုင်ကြောင်းရှင်းပြပါသည်ခေတိုမှာအစမပြတ်ပြင်းနိုင်တဲ့ဂက်တလင်ကန်လည်းရှိနေပေမဲ့ရန်မလောက်လို့သုံးမရတော့ဘူးလို့ပြောလာတဲ့အခါရန်တွေပြုလုပ်ထားတဲ့နိုဘူနာဂါကတော့ဝမ်းသာနေပြီဖြစ်ပါသည်ဂက်တလင်ကန်နဲ့စာဆိုရင်ရန်သူတွေကိုအလွယ်တကူအနိုင်ရနိုင်တာကြောင့်နိုဘူနာဂါကငန်းငန်းတက်လိုချင်နေပေမဲ့တန်မှုအားဖြက်ကသူတို့စုံစမ်းကြည့်ရသလောက်ဒီဘက်ကဘာမှာရန်မဲတွေပြုလုပ်နိုင်တဲ့တတ်ထုမျိုးမရှိဘူးလို့ပြောလာပါသည်အဲ့ရကနိုဘူနာဂါကသူ့မှာရန်တွေရှိနေပြီဖြစ်ကြောင်းပြောတော့တန်မှုအားဖြက်လည်းအံ့ဩသွားပြီးနိုဘူနာဂါကိုအထင်ကြီးမိနေပေမဲ့ကြည်စံခွန်လှုပ်ဖို့ကတော့တတ်ထုရှာဖို့ရအောင်မှာပါနိုဘူနာဂါအတွက်ရန်မဲလုပ်ဖို့ဆာဖာရီပဲလိုအပ်တော့တာဆိုပေမဲ့အိုမင်းရဲ့အကူအညီနဲ့ဆာဖာရီတည်ဆောင်လာတဲ့လှဲလဲရောက်လာခဲ့ပါပြီအရာအားလုံးကိုအစီအစဉ်တကျလှုပ်ဆောင်နေတဲ့နိုဘူနာဂါလိုလူမျိုးတွေကကမ္ဘာတစ်ခုလုံးကိုတောင်ပြောင်းပြန်လှန်ပြနိုင်တာကြောင့်တန်မှုအားဖြက်ကနိုဘူနာဂါကိုတတိထားဆောင်ကြည့်ဖို့တွေးမိနေပါသည်ဒရစ်ဖတာတွေဟာကိုပိုင်ကျင်းဝတ်တွေနဲ့နေထိုင်နေကြတာဖြစ်ပြီးကမ္ဘာကြီးကိုဖျက်ဆီးဖို့ရည်ရွယ်ချက်မရှိကြပေမဲ့သူတို့ရဲ့ရည်ရွယ်ချက်ကိုလည်းသိရဖို့လိုအပ်နေပြီဖြစ်ပါသည်အော်ထဲအင်ပါယာကြီးကိုထူထောင်ခဲ့တဲ့အကြီးအကဲကလည်းဒရစ်ဖတာတယောက်ဖြစ်ခဲ့ပြီးငါပြတ်နေတဲ့အတိုင်းမီကြီးကိုပြန်လည်ထူထောင်နိုင်ခဲ့တဲ့ဆိုပေမဲ့အဆုံးမရှိတဲ့စစ်ပွဲကြီးကိုလည်းဖန်တီးမိခဲ့ပါသည်အဲ့ဒါကြောင့်ပဲတန်မှုအားဖြက်ကနိုဘူနာဂါဟာနတ်သက်ငယ်တွေကိုကဲတင်ခဲ့ပြီးရန်မဲတွေထုတ်လုပ်ပြီးရင်ဘာတွေဆက်လုပ်မှလဲဆိုတာမေးကြည့်ပါသည်နိုဘူနာဂါကအော်ထဲအင်ပါယာအောက်မှာကြားရောက်နေတဲ့ draft တွေနဲ့အခြားမျိုးနွယ်တွေကိုကဲတင်အောင်မှဖြစ်ပြီးအော်ထဲအင်ပါယာကြီးပျောက်ကွယ်သွားအောင်လုပ်ပြမယ်လို့ပြောပါသည်အဲ့နောက်ကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့မျိုးနွယ်တွေကိုစုစည်းကအဖွဲတစ်ခုတီထောင်ပြီးတိုယိုဟီဇာကိုခေါင်းဆောင်အဖြစ်အာဏာပေးရမှာဖြစ်ပါသည်တန်မှုအဘဲကကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့နီလန်ဟာအန်ဒီရဲ့ညာလုံးနယ်လို့ပြောပေမဲ့နိုဘူနာဂါကတော့သူ့ရဲ့နီလန်ကအော်ထဲတို့ထက်တာလွန်ပြီးအန်တို့ရဲ့ဖြည့်သီးခြင်းကိုမခံရစေဖို့ဖြစ်ကြောင်းလက်တငယ်ဘာသာစကားနဲ့ပြန်ပြောပါသည်အချိန်ခဏလေးအတွင်းမှာနတ်တငယ်ဘာသာစကားကိုသင်ယူနိုင်ခဲ့တဲ့နိုဘူနာဂါကိုတန်မှုအဘဲလည်းအံ့အားသင့်သွားပြီးနိုဘူနာဂါကမျိုးနယ်တွေမခွဲခြားတဲ့စိတ်ကူးရင်ဆန်တဲ့တိုင်းပြည်မျိုးတီထောင်မှလို့ပြောတော့တန်မှုအဘဲကနိုဘူနာဂါကိုယ်တိုင်ဘယင်မလုပ်ဘဲဘာကြောင့်တိုယိုဟီဇာကိုခေါင်းဆောင်တင်မှလဲလို့မေးပါသည်နိုဘူနာဂါကသူ့မှာတိုယိုဟီဇာလိုကျင်းဝတ်မျိုးတွေထားနိုင်တဲ့အရေးအချင်းမရှိကြောင်းနဲ့အရင်ကဘာမှာတစ္ဆာဖောက်ခံရတုန်းကသူကိုယ်တိုင်သူသားအရင်ကိုတန်တရာဝင်မိခဲ့တာဖြစ်ကြောင်းပြောပြလာပါသည်
ဒါပေမဲ့သူသားကိုယ်တိုင်ကတော့သူ့ကိုယုံကြည်ပြီးတိုက်ပွဲထဲမှာအဆုံးစွန်ထိတိုက်ခိုက်ခဲ့တဲ့ဆိုတာကိုသိလိုက်ရတော့သူလိုလူဟာရှင်ဘရင်မဖြစ်တိုက်ဘူးဆိုတာကိုလက်ခံခဲ့ပါသည်တိုယိုဟီဇာကတော့အနိုင်အရှုံးနဲ့အကြောက်တရားတွေချင်းချောက်မှုတွေကိုဂရုမစိုက်တာကြောင့်ရှင်ဘရင်ဖြစ်တိုက်တဲ့သူဖြစ်ပေမဲ့အနိုင်ငယ်ညံတိန်နေတာကြောင့်သူကူညီပေးမှဖြစ်ကြောင်းနိုဘူးနာဂါကပြောပါသည်တဖက်မှာတော့စိတ်တွေကြောက်ကြရဖြစ်နေတဲ့ဟာနီဘဲစီကိုတိုယိုဟီဇာရောက်လာပြီးသူ့ရဲ့ဓာခုတ်ချမ်းနဲ့ဆန်းသက်လိုက်ပြင်မဲ့ဟာနီဘဲကတစ်ကန်းချောက်လေးနဲ့တိုယိုဟီဇာရဲ့မျက်လုံးကိုချိန်ထားလိုက်ပါသည်အဲဒါကြောင့်တိုယိုဟီဇာလည်းအဖိုးကြီးကစိတ်သက်မမှန်တာမျက်လုံးတွေမတည်သေးတာကိုသိလိုက်ရပြီးအဖိုးကြီးဟာနီဘဲရဲ့မျက်လုံးတွေကသူ့ဦးလေးနဲ့တူညီနေတယ်လို့ပြောပါသည်အဲနောက်မှာတော့ခေါင်းဆောင်တိုယိုဟီဇာက draft day ကိုတွားခဲ့မယ်လို့ပြောလာတဲ့အခါညတငယ်တွေကတော့သူတို့နဲ့ draft day ဟာကဘာဦးအစတွေကရန်သူတွေဖြစ်ခဲ့ကြတာဖြစ်လို့မကယ်တင်ပေးနိုင်ဘူးဆိုပြီးငင်းခုန်နေကြပါသည်တိုယိုဟီဇာကလည်းစစ်မှန်တဲ့စစ်သည်တွေကိုပဲအလိုရှိတာဖြစ်လို့မလိုက်ချင်းတဲ့ကောင်နေခဲ့ဆိုပြီးထွက်သွားတဲ့အခါရှာရာကသူတို့ညတငယ်တွေနဲ့ draft day သာအတူတကွပူးပေါင်းခဲ့ရင်အော်ထဲတို့ရဲ့အစီအကံဖြစ်ခဲ့မှာမဟုတ်လို့သူတို့လူကြီးတွေပြုလုပ်ခဲ့တဲ့အမားမျိုးထပ်မလုပ်ချင်တော့ဘူးလို့ပြောပါသည်တယောက်တည်းထွက်သွားဖို့လုပ်နေတဲ့တိုယိုဟီဇာကိုတမ်မူအာဘဲကမင်းလည်းပဲနိုဘူးနာဂါလိုကဘာကြီးကိုပြောင်းလဲဖို့လုပ်ချင်နေတာလားဆိုပြီးမေးတဲ့အခါတိုယိုဟီဇာကတော့သူတို့မျိုးနဲ့ဝင်စစ်တီတွေရဲ့ခေါင်းတွေဟာအရှိကိုပဲဆက်သွားနေမှာဆိုပြီးပြန်ဖြေပါသည်သူ့ရဲ့ဖြေကိုအာဘဲနဲ့ခက်စီဒီတို့ကသဘောကျသွားပြီးအာဘဲတို့ကလည်းပျောက်ဆုံးနေတဲ့စကီဘီယိုကိုရှာဖို့နဲ့အန်တွေကိုစောင့်ကြည့်ဖို့ဌာနချုပ်စီပြန်သွားကြမှာဖြစ်ပါသည်အော်မင်ကိုတော့တိုယိုဟီဇာတို့ကိုကူညီဖို့ထည့်ပေးလိုက်မှဖြစ်ကအချိန်နဲ့တငယ်တွေလည်းလိုက်လာခဲ့ကြပြီးခက်စီဒီကတနက်တွေကိုတန်းတန်းဆွဲဖြစ်နေတဲ့နိုဘူးနာဂါအတွက်တနက်တက်လက်ပေးခဲ့လိုက်ပါသည်